တဲ့ခါလုံးသားမမြဲတဲ့တရားလို့စင်လာခဲ့ဘူးတဲ့ချိန်ခါများပြန်လေခါရယူဖို့ရမဖြစ်နိုင်တော့တဲ့ခါရှင်နေမှာပြန်တန်တာရောက်လိုက်ပါရှင်ခုံတဲ့တွေထွေးတော့မေးအိမ်မပြောတဲ့မေးဆရာတမဝေသွားတဲ့ခါဝေနာမမောင်ရဲ့ချစ်လိုက်တာဘုဒ္ဓပြန်ဝဲလို့နေနာကျင်နာသူမေးရင်ထဲမှာနာကိုခွင့်ပြုဘယ်တော့မှရရဲ့ချစ်နေအိမ်မများရဲ့မှာတွေ့ကြမြေတော်တီချာမှာတကူမှာဝေတော်ရဲ့ခါကိုယ်လုံးသားရဲ့လာခြင်းနဲ့ဒီဟာပြန်ဆုံးညင်တိုင်းလဲစမ်းမွေပြန်ရနေလာဝေတော်ရဲ့ခါပြန်တွေ့ရတဲ့နေရာလေးမဲ့ကျင်နာသူမှာစကားလေးများဆိုပါတရားဝေတော်ရဲ့ခါရှစ်တစ္ဆာဆွေမြတ်ထားအောင်လို့ဘုမေရဲ့အမေနဲ့ရုပ်ကြည်ပါပြမဆုံးရင်လေးသာတို့တွေလွမ်းနေကြရတော့နောက်နေ့မှပြန်တွေ့ကပြောချင်ရမှာကျင်နာသူ